တဲကွဲခြင်းမင်းမရှိတော့ငါဟာလူမိုက်မင်းရှိတော့ငါဟာလူညက်မင်းဟာငါဘေးနားမှာရှိတော့ငါကြည့်မရဆုံးမိမအခုငါဘေးနားမင်းမရှိတော့ငါအချက်ဆုံးမိမတယောက်ဒီလိုကြောက်မက်ဖွယ်အာယုံနဲ့ငါကြေကွဲလို့မင်းမရှိတော့တရားပြတ်တယ်လမ်းပိတ်တယ်မကောင်းတဲ့အိမ်မက်တွေလည်းမှတ်တယ်ငါရဘောကမင်းထားခဲ့တဲ့အစာမင်းဝတ်ခဲ့တဲ့အဝတ်အစားငါမှပြာကြစိတ်နဲ့မီးလောင်လို့မကောင်းဘူးမင်းတို့နှစ်ယောက်သဘောတူပါတယ်ပြောလိုက်ရပေမဲ့ငါသဘောမတူဘူးအချစ်မှာငါကတိုက်ပွဲခဏခဏကြားရရန်သူအချစ်မှာငါကခွင့်ပြုချက်မရသေးပဲစေးရုံကဆင်းပြေးတဲ့လူနာရန်ကုန်ဟာကျင်းပါတယ်ဒါပေမဲ့မစုံနိုင်တော့ဘူးဘဝဟာကျမမရှိမှသိမယ်ဒီစကားဟာမှန်ပါတယ်တန်မန်းတွေဟာလှပေမဲ့မာကြောမဲငါသိပါတယ်မင်းနှခမ်းတွေဟာ9ရက်အတွင်းအရေးပြောလို့ငါအော်တန်ဟာလုံခြုံရေးမရှိပွင့်ထွက်လို့ပိန်သွားတယ်ငါဟာယူသွတ်နေတဲ့မျက်နှာကျက်ငါဟာကစေးနေတဲ့ရုပ်ကြားငါဟာမင်းရှိတော့လဲတယောက်တည်းမင်းမရှိတော့လဲတယောက်တည်းတမနောက်ဆုံးနေ့တို့တွေ့မယ်10 နာရီခွဲတဲ့မိမတယောက်ရဲ့အလိုဆန္ဒအဲ့ဒီအထိငါအလုတ်ကလွဲပြီးကြံတာငါဘာမှမငဲ့သူညနေ6 နာရီမင်းမရှိတော့ဘူးမင်းမရှိတော့ဘူးမင်းတော်တွေကမဲ့လို့မင်းအခန်းလောက်ကတစ်ချုံလို့ဝင်းမြင့်